ဆောင်းရာသီအတွက်စူဆောင်းကြတဲ့အသက်လူတိုက်ပွဲဝက်သေးချအသီးတစ်လုံးကအပင်ပေါ်ကနေကြွေးကြလာခဲ့ပါသည်အသီးတွေမြေပြင်ပေါ်ကျလာတဲ့အတန်ကိုနားဆွရင်အစင်သင့်စောင့်ဆိုင်နေတဲ့သူတစ်ယောက်ရှိပါသည်သူကတော့ရှင်လေးတွေပါပြီအပင်မြင့်ကနေအောက်ကိုကြွေးကြလာတဲ့တစ်ချအသီးတွေကိုအလုံးမပေးဘဲနဲ့အပြေးသွားရောက်ကကောက်ယူနေတဲ့ရှင်လေးတွေကိုအမဲလိုက်မဲ့လေးယုံတကောင်ကအသေးနေထားတဲ့အပင်မြင့်ပေါ်မှာထောက်လှမ်းနေခဲ့ပါသည်အဲ့တော့သတိထားမိတဲ့ရှင်လေးကနောက်ကျောင်းကိုပြန်လှည့်ပြီးတော့သေလူမျောပါပြေးလွှားခဲ့ပါသည်ဝင်းကနေတဟုန်တို့ဆင်းလာခဲ့တဲ့လင်းယုံငှက်ကြီးဟာသားကောင်ကိုလက်လျှော့ပေးမဲ့မူရာမျိုးရှိမနေခဲ့ပါဘူး။ပြင်းထန်အလုံးနဲ့အစာရှာပွဲမှာဝင်မပါခြင်းနဲ့ဂုံးလေးတစ်ကောင်ကတော့သူ့ရဲ့အခွန်ထဲမှာဝင်အောင်ရင်းနဲ့လက်ရှောင်နေခဲ့ပါသည်။အဲလိုပြေးလွှားနေတဲ့ရှင်လေးဟာမလက်မကမ်းမှာပါလာတဲ့လင်းယုံငှက်ရဲ့လက်ကနေလွတ်သွားပါမလား။တေကောင်လေးကိုတိုးဝင်သွားနိုင်ခဲ့တာကြောင့်မလို့လက်မတင်လေးလွတ်မြောက်ခဲ့တဲ့ရှင်းပေါက်လေးကိုလင်းယုံကတော့လက်မလျှော့သေးပါဘူး။တေကောင်လေးကိုနှုတ်သီးနဲ့ထိုးစိတ်ဆွဲထုတ်ခဲ့ပြီးလုံးဝမရနိုင်တဲ့အဆုံးအဝေးကိုပြန်တက်သွားခဲ့ပါသည်။အဲလိုနဲ့ဆောင်းရာသီအတွက်စောင်းခိုဖို့အတွက်အစာတွေကိုစုဆောင်းနေကြတဲ့ရှင်လေးတွေရဲ့ဘဝကလောလောဆယ်မှာတော့အန်ဒီရဲ့ကင်းခဲ့ပြီဖြစ်ပါသည်